တောက်ကြစနေပေါင်းဖက်ထားတဲ့အိမ်နောက်ဘက်တွေအဆအဆရရအဆင်ပြေစေဖို့ဆောင်ရွက်ရှောင်ရများကိုပြပြပေးသွားမှာဖြစ်ပါတယ်။သူတို့နှစ်ဦးပေါင်းဖက်ခြင်းကမကောင်းမဆိုးပဲမျှတတဲ့အနေအထားမှာရှိပါတယ်။ဒါပေမဲ့ဆောင်ရွက်ရှောင်ရနေလည်းရှိပါတယ်။တောက်ကြဂျိုဟာစီးစိမ်ဥစ္စာအမှုပညာချမ်းသာကြွယ်ဝမှုကိုကိုစားပြုပြီးတော့စနေဂျိုကတော့အလုတ်အကိုင်းကြိုးစားအားထုတ်မှုနဲ့တည်ငြိမ်မှုကိုကိုစားပြုပါတယ်။ဒါကြောင့်နှစ်ဦးပေါက်ဆက်ခြင်းကစီးပွားရေးလူမှုရေးမှာတိုးတက်မှုရှိနိုင်ပါတယ်။ငွေကြီးနဲ့ပတ်သက်ပြီးတော့ဥတီကျဲတူညီပါကအိမ်အောင်ကိုခိုင်မြဲစေပါတယ်။တောက်ကြသားသမီးကအပေါင်းသေးမင်ကလွတ်လွတ်လပ်လပ်နေတတ်ပြီးစနေသားသမီးကစီကံကြည့်တတ်တာမို့အသေးဖွဲလေးတွေအစားစကားများတတ်ပါတယ်။အခြေရေးမှာစီးပွားရေးကိုသာဦးစားပေးပြီးအိမ်အောင်ရေးတာယာမှုကိုအချိန်မပေးနိုင်ပါကစိတ်ချင်းဝေးကွာသွားနိုင်ပါတယ်။အိမ်အောင်ရေးပုံမခိုင်မြဲဖို့နဲ့အစားအစာရရအဆင်ပြေစေဖို့မေတ္တာအားကောင်းတဲ့ဗုဒ္ဓဝူးဂျိုနဲ့ဖုန်တကူကြီးတဲ့တနင်္ဂနွေဂျိုရဲ့အားကိုယူရမှာမို့ရရအနေနဲ့ဗုဒ္ဓဦးနေ့နနက်သို့မဟုတ်တနင်္ဂနွေနေ့နနက်တိုင်းဖျားပန်းစီမီကတ်လူပူဇော်ပါအဝေစားအသုံးဆောင်တွေကိုအစိမ်းရောင်သို့မဟုတ်အနီရောင်ကိုတင့်တော်သလိုအသုံးပြုပေးပါအိမ်မှာအမှုပညာလက်ရပကြီးကဂီတနဲ့ပတ်သက်တာတွေထားရှိခြင်းဖြင့်တောက်ကြရဲ့စွမ်းအင်ကိုအားပေးပါအင်္ဂါကိုရှောင်ပါအင်္ဂါနေ့တွင်အထူးသဖြင့်ညနေပိုင်းတွင်အရေးကြီးတဲ့ကိစ္စများလှုပ်ဆောင်ခြင်းကိုရှောင်ခြင်းပါ